ကျွန်တော်ဒီပတ်စံနဲ့ပတ်သက်တဲ့ topic ကိုပြောချင်နေတာတော်ကြာပြီဒါပေမဲ့ပြောသင့်လားမပြောသင့်လားဆိုတာစဉ်းစားနေရဒီ topic ကတချို့လူတွေ relatable ဖြစ်ချင်မှလည်းဖြစ်မယ်စိတ်ဝင်စားချင်မှလည်းစိတ်ဝင်စားမယ်ဒါပေမဲ့ကျွန်မ personally ငွေကြေးနဲ့ပတ်သက်တဲ့ conversation ကအခုနောက်ပိုင်းမှာအရင်စိတ်ဝင်စားတဲ့ topic တစ်ခုဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်ပတ်စံကိစ္စနဲ့ပတ်သက်လာပြီဆိုရင်လူတွေကတိတ်ပြီးတော့ share ရတာ comfortable မဖြစ်ဘူးမတိတ်လည်းမ share ကြဘူးကျွန်မမြင်သလောက်ကတော့လေအဲကြတော့လူတယောက်နဲ့တယောက်စကားပြောရင်ငွေကြေးကိစ္စပါလာပြီဆိုတဲ့ topic ဆိုရင်ရှောင်ကြတယ်ဒါပေမဲ့ကျွန်မရဲ့ personal အမြင်ရဆိုရင်တော့ saving တို့ investment တို့ပြီးရင်ကိုယ့်ရဲ့ပတ်စံခံခွဲတဲ့ပုံစံတွေကသူများနဲ့ sharing လုပ်ရင်းနဲ့ကျမတို့သူများရှိရနေတဲ့ learning လုပ်လို့ရတယ်လို့ကျမတို့ရဲ့အတွေ့အကြုံတွေကိုလည်းတစ်ဖက်လူကို share လုပ်ပြီးကနေအချင်းချင်းပို့ပြီးကောင်းအောင်လုပ်လို့ရတယ်လို့မြင်တယ်ပေါ့နော်ဒါပေမဲ့နိုင်ငံခြားဒီ channel C မှာတွားကြည့်မယ်ဆိုရင်ကျမတို့ financial literacy နဲ့ပတ်သက်ပြီးတော့အများကြီး learning ရတယ်ဘယ်လိုမျိုးကိုယ့်ရဲ့ income diversification ဘယ်လိုလုပ်သင့်လဲပြီးရင် portfolio ဘယ်လိုမျိုး invest လုပ်သင့်လဲ income stream ကိုပိုများလာအောင်ဘာတွေလုပ်သင့်လဲဘယ်လို income ကဘယ်လောက်ရလဲအဲ့ topic တွေကကျမတို့အတွက်တော့တော်တော်လေး eye opening ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်